အားလုံးပဲမင်္ဂလာပါဒီတောက်ကြနေ့မှာပါဝါတွေကြခဲ့တဲ့မူက939အခွေပြီးသွားပြီနောက်ပါဝါကြတဲ့အတွက်93အချင်းရလဲလာသွားပြီခါညီကိုဖြစ်တဲ့အတွက်38ဝန်းချင်း93ချင်းတွေလည်းလာသွားပြီ93ပရိတ်လည်းလာသွားပြီ3ရက်အတွင်းဟိုမကျော်လိုက်ပရိတ်38ပရိတ်ကလည်းလာသွားပြီပေါ့နော်အဲ့တော့ဗာကြံနေလဲဆိုတော့အဓိက main ကြီးဖြစ်တဲ့နှစ်ကြံနေအဲ့တော့နှစ်ကိုတော့အသီးစော့တာတဲ့ကြီးနေပဲကပ်ပြီးတော့စော့မယ်လို့ဒီမှတ်ထားတယ်အဲ့တော့သဘောတူတယ်ဆိုရင်တော့လိုက်စော့ပါနော်အခုတော့ဖြစ်စဉ်လေးတွေပြက်ပင်လေးတွေတော့မရှိသေးဘူးအဲ့ဒါပြပေးမယ်ဒီမှာတောက်ကြနေ့မှာမနေ့ညပါဝါကြတဲ့9နှစ်4ကိုပေါင်းခြင်းနှစ်အဲ့ဒီနှစ်ကိုဘာအလုံးနဲ့ကပ်ပြီးသွားလဲဆိုတော့သူ့ရဲ့အပေါ်ပင်ရဲ့ခါပေါင်းခြင်းနှစ်ရဲ့တည့်ရပေါင်းတော့3ပါဝါ8 3နှစ်ခန့်5 3ရဲ့ထိုင်းပါဝါ1အဲ့တော့3851ဆိုတဲ့ဂီးနဲ့ပြီးတာကိုတွေ့ပါတယ်ဒီမှာဒီပင်ဆိုတော့ဒီမှာအပေါ်ကြည့်ပါဒီမှာ3851ဆိုတာဒီနှစ်က4ရက်ကိုရောက်တဲ့အပတ်ပါဒီမှာနှစ်တစ်လုံးက3851ဆိုတဲ့ဂီးနဲ့ပြီးသွားတယ်ဒီမှာ8338တောက်ကြနေမနေ့ညမှာပါဝါကြတယ်အဲ့တော့ဒီလေးလုံးပေါင်းခြင်းနှစ်အဲ့ဒီနှစ်ဟာဘာနဲ့ပြီးသွားလဲဆိုရင်သူ့ရဲ့အပေါ်ပင်ကခါနှလုံးပေါင်းခြင်း6ပေါင်းလိုက်လို့ရှိရင်9ရတယ်9ပါဝါ3ည9နှစ်ခက်3 9ရဲ့ထိုင်းပါဝါ8 9 3ည38နဲ့နှစ်တစ်လုံးကပြီးတာတွေ့ပါတယ်ဒီမှာပါ3ညနှစ်ပါနော်9 3ည38နဲ့နှစ်တစ်လုံးကကပ်ပြီးထွက်တာတွေ့ပါတယ်နောက်တစ်ပင်ဒီမှာတောက်ကြနေ့မှာမနေ့ညပါဝါတစ်စုံကြပါတယ်လေးလုံးပေါင်းခြင်းနှစ်ခွန်83လေးလုံးပေါင်း3ညပါ3ညကိုသူ့ရဲ့အပေါ်ပင်ကခါပေါင်းခြင်းဒီမှာဖောင်းပွဲရှိတဲ့ပိတ်ရက်ဖြစ်နေတဲ့အပေါ်ပင်ကဟာကိုယူပါတယ်36ပေါင်းလိုက်လို့ရှိရင်9ပါဝါ4 9နှစ်ခက်6 9ရဲ့ထိုင်းပါဝါ3ည9 4 6 3ညအဲ့ဒီကီးလေးလုံးနဲ့3ညကိုကပ်ပြီးတော့ဖတ်တာတွေ့ပါတယ်40ဒီမှာနောက်တစ်ပင်တောက်ကြနေ့နေ့ည9 3ညပါဝါတစ်စုံကြပါတယ်ပါဝါတွေကြတယ်အဲ့ဒီတော့လေးလုံးပေါင်းခြင်း9 3ညပေါင်းရင်3ညပဲရပါတယ်သူ့ရဲ့အပေါ်ပင်ကခါနှလုံးပေါင်းခြင်း3ည9ပေါင်းလိုက်လို့ရှိရင်9ပါဝါ4 9နှစ်ခက်6 9ရဲ့ထိုင်းပါဝါ3ည9 4 6 3ညကီးနဲ့ဒီ3ညတစ်လုံးနဲ့ပြီးပါတယ်ဒီမှာ4 3ညဒီမှာနောက်တစ်ပင်တောက်ကြနေ့မှာမနေ့ညပါဝါတွေကြတယ်3ည9ခွန်နှစ်ပေါင်းလိုက်လို့ရှိရင်4လုံးပေါင်းရင်4အဲ့ဒီ4ကိုဒီမှာအပေါ်ပင်ရဲ့ခါနှလုံးပေါင်းခြင်း3 5နှလုံးပေါင်း8ပါဝါ3 8နှစ်ခက်1 8ရဲ့ထိုင်းပါဝါ5 8 3 1 5ကီးနဲ့တွဲပြီးတာတွေ့ပါတယ်4ကို8 3 1 5နဲ့တွဲပြီးတော့8 4လို့ထွက်ပါတယ်ဒီမှာနောက်တစ်ပင်တောက်ကြနေ့မနေ့ည9 2 6 1ပါဝါတွေကြတယ်လေးလုံးပေါင်းလိုက်လို့ရှိရင်6အဲ့ဒီ6ကိုအပေါ်ပင်ရဲ့ခါနှလုံးပေါင်းခြင်း1ရဲ့4ရဲ့ပေါင်းတော့9ပါဝါ3ည9နှစ်ခက်3 9ရဲ့ထိုင်းပါဝါ8 9 3ည38ကီးနဲ့6တစ်လုံးနဲ့တွဲပြီးတော့ပြီးတာတွေ့ပါတယ်36ပါ9 3ည38ကို6နဲ့တွဲပြီးတော့36ပါဒီမှာနောက်တစ်ပင်9 3ည9 4တောက်ကြနေ့မနေ့ညမှာပါဝါပြီးကြတယ်9 3ည9 4ပေါင်းလိုက်လို့ရှိရင်8ရပါတယ်8ကိုသူ့ရဲ့အပေါ်ပင်ကခါနှလုံးပေါင်းခြင်း9ခွန်နှလုံးပေါင်းတော့2ပါဝါခွန်2နှစ်ခက်4 2ရဲ့ထိုင်းပါဝါ6 2ခွန်4 6အဲ့ဒီကီးနဲ့8နဲ့တွဲပြီးတော့ပြီးပါတယ်ခွန်8ပါ8ဟာသူတခြားလုံးနဲ့တော့ထွက်ထားတယ်ပေါ့နော်ဒါပေမဲ့သူ main key နဲ့
မှာခွန်ရှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီမှာတောက်ကြနေမိနစ်ညာပါဝါတွေကြတယ်4 9 1 6ပေါင်းလိုက်လို့ရှိရင်3ညကိုသူ့ရဲ့အပေါ်ပင်ကခါဖြစ်တဲ့5 3နှလုံးပေါင်းခြင်း8ပါဝါ3 8နှစ်ခက်1 8ထိုင်းပါဝါ5 8 3 1 5နဲ့ဒီက3ညတစ်လုံးကိုတွဲပြီးတော့ပြီးပါတယ်5 3ညပါဒီမှာတောက်ကြနေမိနစ်ညာပါဝါတွေကြပါတယ်3ည5 1 6ပေါင်းလိုက်လို့ရှိရင်2ပါသူ့ရဲ့အပေါ်ပင်ကခါနှလုံးပေါင်းခြင်း8ရဲ့3ရဲ့ပေါင်း1ပါဝါ6 1နှစ်ခက်8 1ရဲ့ထိုင်းပါဝါ3အဲ့တော့နှစ်တစ်လုံးကို1 6 8 3နဲ့တွဲပြီးတော့ပြီးပါတယ်ဒီမှာနှစ်8နှစ်6ပါအခုတစ်ပတ်9 3ည1 6ပါဝါမနေ့ညကြထားပါတယ်9 3ည1 6ပေါင်းလိုက်ရင်ဒီနှစ်ကိုအားနှလုံးပေါင်းခြင်း3ညရဲ့1ရဲ့ပေါင်း1ပါဝါ6 1နှစ်ခက်8 1ရဲ့ထိုင်းပါဝါ3အဲ့တော့1 6 8 3နဲ့နှစ်ကို1 6 8 3 4လုံးနဲ့တွဲပြီးတော့ပဲစော့ပါတော့မယ်နော်ဒီအတွင်းလာမဝမ်းချင်းလေးကဒီနားလောက်ကပဲပြလိုက်တယ်နော်ကွာပြစရာရှိသေးတယ်ဆိုတော့တနင်္လာနေ့အဖွင့်နေ့ရဲ့ခါနှလုံးပေါင်းခြင်း9ရဲ့3ညရဲ့ပေါင်းလိုက်လို့ရှိရင်9ရတယ်အဲ့တော့9နှစ်ခက်3 9 3ဝမ်းချင်းဟာဒီအောက်ရှင်းမှာကြပါတယ်သူကဘယ်လောက်ကနေစပြီးတော့ကျွေးနေလဲဆိုတော့1လ2လ3လ4လ5လလောက်တော့ရှိပြီเนาะအဲ့ဒါလေးကအဲ့တော့သူကအပင်ရှိတယ်ဆိုပေမဲ့သူ့မူလေးကကျွေးနေတာဝမ်းချင်းနေနဲ့ကြာနေတာဆိုတော့အဲ့ဒါလေးကိုစိတ်ဝင်စားရပါတော့ဒီမှာနောက်တစ်ပတ်ကိုတစ်ချက်ပြပေးမယ်3ညခွန်နှလုံးပေါင်းတော့ခွန်ရဲ့နှစ်ခက်3ညအဲ့တော့ခွန်3ညဟာ2ရက်တော့တွင်အောက်2ရက်မှာခွန်3ညအချိန်ကြာပါတယ်ဒီမှာပြီးခဲ့တဲ့ဘက်ကခါနှလုံးပေါင်းခြင်းခွန်9နှလုံးပေါင်းရင်6နှစ်ခက်9 6 9ဟာအောက်2ရက်မှာကြာပါတယ်ဒါကြောင့်မလို့အခုတနေ့လာအဖွင့်ပွဲမှာခါနှလုံးပေါင်းခြင်း3ည4နှလုံးပေါင်းရင်4နှစ်ခက်2 4နှစ်အချိန်ဟာဒီအောက်2ရက်မှာလာပါလိမ့်မယ်ဒါကြောင့်မလို့ဒီကနန်းစီနီယံခွန်8 9ဆိုထပ်ဖြစ်ပါပြီအဲ့ဒီတော့သူက400လည်းအကျုံးဝင်ပါတယ်400လည်းလာပါမယ်အဲ့တော့နှစ်ကလည်းကြီးအနေနဲ့ညှိနေတယ်ပေါ့ဒီမှာခါနှစ်ခက်ဖြစ်ထားပြီဖြစ်တဲ့အတွက်သူကခွန်3ညချိန်နဲ့နောက်အောက်ရက်မှာ2ရက်တော့တွင်အကျုံးဝင်တယ်ပေါ့နော်အောက်2ရက်မှာခွန်3ညချိန်နဲ့လာဖို့ရှိတယ်ဒီမှာပါဝါထွက်ထားတာဖြစ်တဲ့အတွက်9 3ချိန်ရလည်း2ရက်တော့တွင်မှာအကျုံးဝင်တယ်နောက်အခုနပြခဲ့တဲ့4နှစ်အချိန်ရလည်း2ရက်တော့တွင်မှာအကျုံးဝင်တယ်ပေါ့နော်ဒါလေးတွေကိုကီးဖြစ်နေကြိုင်ပြီးတော့ကိုရီးယားဆော်ရမှာပေါ့ခုနနှစ်တစ်လုံးကိုကတ်မဲ့ကီးကတော့1 6 8 3နဲ့ပဲကတ်ပြီးတော့ထိုးပါတော့မယ်သဘောတူရင်လိုက်ထိုးပါနှစ်ကပြောင်းမဲ့ကနေမဟုတ်ပါဘူးသူထွက်လာပါလိမ့်မယ်အဲ့တော့နှစ်တစ်လုံးကို main ထိုးမှာကတော့1 6 8 3နဲ့ကတ်ပြီးတော့ထိုးပါမယ်ဒီပြခဲ့တဲ့မနေ့ညတောက်ကြနေမနေ့ညပါဝါထွက်တဲ့မူဒီကလင်နာအနေမှာရှိတဲ့အပင်တွေမှာတော့ပြက်ပင်မရှိဘူးပေါ့နော်ဒီအပေါ်လုံးရဲ့ဂီးနဲ့သွားနေတာပြက်ပင်မရှိဘူးဒါကြောင့်မလို့ဒီဟာနဲ့ပဲထိုးတော့မယ်ပတ်သီးတွေပတ်နေရင်အရင်ကြီးကြီးပါတယ်နည်းနည်းနဲ့ပဲကြဲဝိုင်းပါမယ်ဒီဂီးနဲ့ကတ်ထိုးမယ်9တစ်လုံးကိုလည်းဒီမှာပြခဲ့တဲ့ပြီးခဲ့တဲ့တပတ်စာခံမှန်းချက်မှာ2 6ခွန်သုံးလုံးပေါင်းလို့ရှိရင်9အဲ့ဒီ9တစ်လုံးကိုလည်း2ခွန်4 9လုံးရဲ့ပါဝါတစ်စုံပေါ့နော်ခွန်ပါဝါ2 9ပါဝါ4အဲ့တော့2ခွန်4 9ဒီမှာ2 6ခွန်အဲ့ဒီ9တစ်လုံးကိုအဲ့ဒီ2 6ခွန်2ခွန်4 9ဆိုတဲ့ကီးတွေနဲ့ပဲကတ်ပါမယ်အဲ့တော့ကီးက9လုံးပဲရှိပါတယ်9တစ်လုံးကို2ခွန်4 9 6ဒီမှာ6တစ်လုံးပဲပို့သွားတယ်9လုံးနဲ့9တစ်လုံးကိုကတ်ပါမယ်ဒီနေ့အတွက်မြင်ထားတဲ့ဖြစ်စဉ်လေးပေါ့ပြပေးမယ်ဒီဖြစ်စဉ်လေး3ကတ်ရှိရပေါ့နော်3ကတ်ရှိတယ်ဒီ3ကတ်မှာဒီမှာ break to break ကြတယ်1 2 3 4 5 5ပင်ချပြီးရင် break to break ကြတယ်အဲ့တော့အခုကဒီနေ့မှာ1 2 3 4 5ပင်ချတာပြီ5ပင်ချတာတော့ဒီမနေ့ကြတဲ့ break ဟာမနေ့ကြတဲ့ break မနေ့ကြမဲ့ break ဟာညနေမှာပြန်ထိုးရပါမယ်မနေ့ကိုဘယ်လိုလေးကြာသွားလဲဆိုတာမြင်တာလေးပြောပြမှာပေါ့နော်ဒီမှာ
ဒီပရိတူပရိကြတာရဲ့အပေါ်ပင်ပေါ့နှစ်ပင်မှာဒီနှလုံးပေါင်းခြင်း4ရဲ့3ရဲ့ပေါင်းခွန်4ရဲ့3ရဲ့ပေါင်းခွန်ရဲ့နှစ်ခတ်3ညခွန်ရဲ့ပါဝါ2 3ည2အချိန်မှာညနေခဏရဲ့1ရဲ့2ရဲ့ဇောင်းပေါင်းခြင်း3ရဲ့နှစ်ခတ်5 3ရဲ့ပါဝါ8 5 8နဲ့3ည2နဲ့ဒီအချိန်နှစ်ခုပြီးသွားတာတွေ့ပါတယ်နော်3ည5အဲ့ဒီလိုပဲ1ရက်2ရက်3ရက်4ရက်5ရက်5ပင်ချပြီးတော့ဒီမှာပရိတူပရိကြမဲ့ကောင်ရဲ့မနက်ခဏဘယ်လိုကြလဲဆိုတော့ဒီပင်လိုပဲဇောင်းနှလုံးပေါင်းခြင်း1ရက်8ရက်ပေါင်း9ရဲ့နှစ်ခတ်6 9ပါဝါ4 6လေးအချိန်ကိုဒီဘက်ကညနေခဏဇောင်းနှလုံးပေါင်းခြင်း9ရက်8ရက်ပေါင်းခွန်ရဲ့နှစ်ခတ်3ညခွန်ပါဝါ2 3ည2အချိန်နဲ့6လေးအချိန်နဲ့နော်6နဲ့6ပြီးသွားပါတယ်အဲ့ဒီနှစ်ကတ်အတိုင်းပြီးမယ်ဆိုရင်ဒီနေ့မနေ့12နာရီထိုးရမယ်ခင်ဗျာဒီနှလုံးဇောင်းပေါင်းခြင်း3ရက်8ရက်ပေါင်း1ရက်နှစ်ခတ်8 1ရက်ပါဝါ6 6ချိန်ကိုဒီဘက်ကညနေခင်းဇောင်းပေါင်းခြင်း3ရက်9ရက်ပေါင်း9ရက်နှစ်ခတ်6 9ပါဝါ4 6လေးအချိန်နဲ့8 6အချိန်နဲ့တွဲပြီးတော့ဒီမှာထိုးရပါမယ်ဒါတွဲကြည့်ထားတာတော့ဒီမှာ4ခွက်ရပါတယ်အဲ့4ခွက်ကိုမနေ့ထိုးမယ်မနေ့ထိုးလို့ဒီ4ခွက်ထဲကထွက်တယ်ဆိုရင်โอเคပြီညနေကျရင်ဒီဘရိတ်ကိုဒီဘရိတ်ပြန်ထိုးရုံပဲအဲ့ဒီမှာ4နှစ်အချိန်ရှိတဲ့အတွက်4နဲ့အားသာဒီ8 4ဆိုတဲ့တစ်လုံးကိုကြိုက်ပါတယ်နောက်ပြီးကြတော့ဒီနားလောက်ကနေစပြီးတော့ချင်းလေးတွေပေါ့လေးလုံးပေါင်းခြင်း8လေးလုံးပေါင်းလိုက်လို့ရှိရင်6ပါဝါ1 6တဲ့အချိန်ဒီမှာ6ခွန်1 8ပေါင်းရင်6ပါဝါ1 6တဲ့အချိန်ဒီမှာလေးလုံးပေါင်းရင်4ပါဝါ9 4အချိန်ညနေမှချိန်သွားတယ်ပေါ့နော်ဒီမှာဒီနေ့အတွက်ချိန်ကလုံးပေါင်းရင်1ပါဝါ6 6အချိန်အဲ့တော့6အချိန်ကမနေ့မှညင်မညင်ညနေမှ6ချိန်ကြရမှာပေါ့နော်အဲ့တော့ညနေမှတော့ဒီနှစ်တစ်လုံးရဲ့နေရာလို့ခံမှန်းထားပါတယ်ဘာဖြစ်လို့လဲဆိုမနေ့ဒီကနန်းလေးလုံးထိုးမှာမဟုတ်လို့လေမနေ့မှဒီကီးလေးလုံးဒီကကီး5လုံးဒီကကီးလေးလုံးဒါ6ခွက်ဒီ6ခွက်ထည့်ထိုးမယ်ဒီက4ခွက်နဲ့ဆိုရင်73ခွက်ရှိမယ်အဲ့ဒီ73ခွက်ထိုးမယ်ပေါ့နော်ကျန်တာတော့မိမိကြိုက်တာမိမိနှစ်သက်တာကိုထိုးပါကိုမြင်ထားတာကိုတွေ့ထားတာတွေနဲ့ထိုးပါနောက်ကျတော့256ဆိုတဲ့256ဆိုတဲ့ကနန်း3လုံးပဲကျန်တော့တာအဲ့ဒီ3လုံးကလည်း2နှလုံးလုံးကကိုကိုင်နေတဲ့ကိုဒီထုတ်ထားတဲ့ဟလာအလုံးတွေပေါ့နော် main key တွေမလာသေးဘူးဖြစ်နေတာဖြစ်တဲ့အတွက်ပတ်သီးတွေအနေနဲ့မသွားတော့ဘဲနဲ့ကတ်သီးနဲ့ပဲသွားမှာပေါ့နော်ကတ်လုံးတွေနဲ့သွားမယ်ခမိုက်ပဲစော်တာပေါ့နော်ဒီဘောတွေလိုက်စော်ပေါ့ဒါတော့အခုလက်တလောမှာမြင်ထားတဲ့အရာလေးတွေကိုပြောပြတာနော်နောက်နေ့ရက်အတွင်းလာနိုင်တဲ့အနေအထားလေးတွေကိုပြောပြတာကိုပေါ့ကိုမိမိတို့ချိန်နေတဲ့လုံးပိုင်းချိန်နေတဲ့ပရိဒါလေးနဲ့ပေါ့နှောင်းချင်းကြကြပေါ့နော်စဉ်းစားကြပေါ့နောက်ပိုင်းရက်တွေဆိုတာကပြန်ကြကနန်းတွေကြောက်တွေလာပါလိမ့်မယ်ထွက်ပြီးသားပရိတ်တွေလာပါလိမ့်မယ်ဒါမျိုးတွေကိုစဉ်းစားပြီးတော့သူ့ဘက်ကနေတွေးပြီးတော့ထိုးပါကိုကြိုက်တာမထိုးပါနဲ့โอเคအားလုံးကောင်းကောင်းကြပါစေဘိုင်ဘိုင်နော်